ကဲမကာအိုចောင်းစာတင်ကြောင်းနဲ့ကဘာတွန်းကရှိတဲ့အသင်းတော်တွေတဲ့အထူးတည်တံ့ဖန်တီးထားတဲ့ပညာရေးခရီးတစ်ခုကြောင်းကျွန်တော်တို့အတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့မကာအိုကျန်းစာတင်ကြောင်း MBI လို့အကုတ်ကောက်ခေါ်ကြတာပေါ့နော်သူကနှစ်ပေါင်းများစွာတိုင်စနစ်ကျတဲ့ဘာသာရေးတစ်ပင်ကြောင်းအစစ်လေ့ကျင့်မှုတွေကိုပံ့ပိုးပေးဖို့အကြီးကထားပြီးလှုပ်ဆောင်လာခဲ့တာပါဆိုတော့လေကိုယ့်ရဲ့နေစဉ်ဘဝနဲ့လည်းအဆင်ပြေရမယ်တစ်ဖက်မှာလည်းနည်းနည်းရှိုင်းစနစ်တကျဘာသာရေးဆိုင်ရာလေ့ကျင့်မှုမျိုးကိုလိုချင်တယ်အဲ့လိုမျိုးရှာဖွေနေတဲ့သူတွေရှိပါသလားအခုဒီလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အထူးသဖြင့်နိုင်ငံတကာအတိုင်းဝိုင်းတွေအတွက်ရေးဆွဲထားတဲ့ program တစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်ကဲဒီနေ့မှာတော့အဓိကအပိုင်း၅ပိုင်းခွဲပြီးကြည့်သွားပါမယ်ပထမဆုံးအနေနဲ့ဒီလန်တစ်ကပါလဲဆိုတာပြောပြမယ်ပြီးရင်တော့9နှစ်တာသင်ယူမှုခေတ်ကဘယ်လိုပုံစံရှိမလဲဘယ်လိုကျွမ်းကျင်တဲ့ဆရာတွေကသင်ကြားပေးမှာလဲနောက်ပြီးတော့သင်တန်းချိန်စရာတွေကုန်ကျစရိတ်တွေဘယ်လောက်ရှိမလဲနောက်ဆုံးအနေနဲ့ဘယ်လိုရှောက်ထားရမလဲဆိုတာတွေကိုတစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးသွားပါမယ်ဟုတ်ပြီဒါဆိုပထမဆုံးအချက်ကိုဆက်လိုက်ကြရအောင်ဒီလန်တစ်ကတော့9နှစ်ကြာမြင့်မဲ့ Christian လေ့လာမှုဆိုင်ရာဝိဇ္ဇာဘွဲ့ Bachelor of Arts in Christian Studies program အသစ်ပဲဖြစ်ပါတယ်ဒီ BSCS program ဆိုတာကလေ9နှစ်တာကာလအတွင်း credit တန်ရက်ဆက်ပြီးအောင်သင်ယူရမှာပါရည်ရွယ်ချက်ကတော့တမန်ကျမ်းစာဘာသာရေးပြီးတော့ခရစ်ယာန်မှုတော်ဆောင်ခြင်းတွေကိုစနစ်တကျနဲ့ပြည်ပြည်ဆုံမိတ်ဆက်ပေးဖို့ပါပဲအဓိကကတော့အတည်ပညာတိုးပွားဖို့တခုတည်းတည်းမဟုတ်ပဲစစ်မှန်တဲ့ဘဝပြောင်းလဲမှုနဲ့ဝိညာဉ်ရေးအပိုင်းမှာတိစောက်မှုတွေရရှိဖို့အထူးကိုပါရည်မှန်းထားတာပါကဲအခုအခြေခံကနေဘွဲရတဲ့အထိဒီ9နှစ်တာခီးကိုဘလို့အစင်စင်တိစောက်ထားလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်ပထမနှစ်မှာဆိုရင်ခိုင်မာတဲ့အခြေခံကိုတိစောက်ပေးပါတယ်ဇာတ်ထဲမှာကြည့်လိုက်ရင်ခက်ခဲတဲ့ဘာသာရပ်နဲ့လွယ်ကူတဲ့ဘာသာရပ်ဆိုပြီးခွဲပေးထားတာတွေ့ရပါလိမ့်မယ်ဥပမာဓမ္မဟောင်းကျမ်းမိတ်ဆက်လို့နည်းနည်းရှိုင်းလေးလာရမယ်ဘာသာရပ်မျိုးကိုခရစ်ယာန်ခေါင်းဆောင်မှုလို့လက်တွေ့ကြပြီးပေါ်ပါတဲ့ဘာသာရပ်နဲ့တွဲပေးထားတယ်ဒီလိုဟန်ချက်ညောက်ချီရင်ထားတဲ့အတွက်တင်ယူသူတွေအနေနဲ့ဖိအားမများပဲအရှင်အဟုန်ကောင်းနဲ့စတင်နိုင်မှာပါပထမနှစ်မှာအခြေခံခိုင်မာသွားပြီဆိုရင်တော့ဒုတိယနှစ်ကနေ17ထပ်နှစ်ထိမှာပို့ပြီးတော့နှဆိုင်တဲ့အကြောင်းအရာတွေကိုဆက်လက်လာရပါမယ်။စနစ်ကျဘာသာရေးယုတ်တိပေတာအတင်းတော်သမိုင်းနောက်ပြီးတော့လေကျန်းစာမူရင်းဘာသာစကားတွေဖြစ်တဲ့ Greek နဲ့ Hebrew ဘာသာစကားတွေကိုပါတည်ယူရမှာဆိုတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲ။အားလုံးရဲ့အထွတ်အထိပ်ကတော့ပစ္စမနေနောက်ဆုံးနှစ်ပါပဲ။ဒီနေ့မှာတော့၄နှစ်တာလုံးသင်ယူခဲ့တဲ့မြအတည်ပညာတွေအတွေ့အကြုံတွေကိုပေါင်းစပ်ပြီးတော့ကိုပိုင်ပွဲယူကြဒါမှမဟုတ်လက်တွေ့ကျတဲ့ project တစ်ခုကိုအာရုံစိုက်ပြီးလှဆောင်ရမှာပါပြီးရင်တော့ပွဲနှစ်တဲ့အခါအနာနဲ့ဒီခရီးကိုအောင်မြင်စွာအဆုံးသတ်မှာပေါ့ဟုတ်ပြီတင်ယုံရင်တန်းကတော့ကောင်းပြီဒါပေမဲ့ဒီခရီးတစ်ယောက်မှာဘယ်သူတွေကလမ်းညွှန်ပေးမှာလဲဒါလည်းအရန်အရေးကြီးတယ်လေဟုတ်တယ်မလားကဲဒီမှာတော့အတွေ့အကြုံရှိတဲ့တရုတ်ရှာတယ်အကြံပေးပညာရှင်တွေတာလနာပြုတွေရှိကဒီတိုက်ရိုက်တင်ယူခွင့်ရမှာပါဥမာအနေနဲ့ပြောရရင်အဓိကဆရာမတို့ထည်တဲ့ Reverend Dr. Eunicio ကိုနိုင်ငံတကာတာသနာပြုလုံကွာနေမှာတက်ကြွတဲ့အသင်းတော်ဒီထောင်သူနဲ့ခေါင်းဆောင်တို့လို့တင်စားခေါ်ပေါ်ကြပါတယ်သူကဘာသာရေးနဲ့ခေါင်းဆောင်မှုမှာ PhD ပွေရထားပြီးအမေရိကန်နဲ့ကျွန်းနိုင်ငံမှာအတွေ့အကြုံ30ကျော်ရှိတယ်အထူးသဖြင့်ခေါင်းဆောင်မှုလုံကန်းခွင်ဘာသာရေးနဲ့အသင်းတော်ဒီထောင်ချင်းဘာသာရပ်တွေကိုသင်ကြားပေးမှာပါဆိုတော့သူတင်တဲ့ကအာရှဒေသရဲ့လက်တွေ့ချင်းတွေနဲ့ကင်တည်တဲ့အသင်းတော်တိုးပွားရေးကိုအဓိကထားမှာဖြစ်လို့အရန်ကိုတန်ဖိုးရှိမှာပါနောက်တစ်ယောက်ကတော့ Choice လေးပါသူကကနေဒါနိုင်ငံမှာမှတ်မှောင်တင်ထားတဲ့စိတ်ပိုင်းဆိုင်ရာကုထုံပညာရှင်တစ်ယောက်ပါတက္ကသိုလ်ကြီးကျောင်းဒီမှာအကြံပေးပုဂ္ဂိုလ်ဖြစ်အတွေ့အကြုံအများကြီးရှိတယ်သူသင်ကြားမဲ့ဘာသာရပ်တွေကခရစ်ယာန်အတ္တမိတ်ဆက်နဲ့တင်းရောက်ဆိုင်ရာအကြံပေးခြင်းဖြစ်တဲ့အတွက်အတိုင်းဝိုင်းကိုဘယ်လိုစိတ်ပိုင်းဆိုင်ရာဆုံးရှုံးရမယ်ဆိုတော့ကိုကျွမ်းကျင်သိရှိစေမှာပါနောက်ပြီးဒီ program ကဘလော့လက်တွေ့ကြလဲဆိုတာကိုဒီဆရာမကသက်သေပြနေပါတယ် Marjorie Vendramini ပါသူက Cradle of Hope ဆိုတဲ့အသင်းရဲ့တည်ထောင်သူနဲ့ဥက္ကဋ္ဌဖြစ်ပြီးမကောင်းမှာကလေးတွေနဲ့မိသားစုတွေကိုနှစ်30ကျော်ကူညီထောက်ပံ့လာခဲ့သူပါသူကကလေးနဲ့မိသားစုအမှုတော်ဆောင်ခြင်းလူမှုရေးမှုတော်ဆောင်ခြင်းဘာသာရပ်တွေကိုသင်ပေးမှဆိုတော့တကယ်ကိုမြေပြင်မှာအလုပ်လုပ်နေတဲ့သူစီကနေသင်ယူရမှာပါဒီလိုလက်တွေ့ကြတဲ့ဆရာကြီးအဖြစ်ပညာရပ်ပိုင်းဆိုင်ရာကြော်ရိုးကိုခိုင်မာအောင်တိစောက်ပေးမဲ့သူတွေလည်းရှိပါသေးတယ်ဒေါက်တာ Alex Chi ကဓမ္မသစ်ကျန်စနစ်ကြဘာသာရေးနဲ့ပေါ်လူရဲ့ဘာသာရေးတို့ကိုသင်ကြားပေးမှာဖြစ်ပြီးဒေါက်တာ Jackson 3ကတော့ဓမ္မဟောင်းကျန်ပညာကျန်9ဆောင်နဲ့တရားဟောပညာတို့ကိုသင်ကြားပေးမှာပါဒီဆရာနှစ်ယောက်ကအခြေခံကျမ်းစာလေ့လာမှုတွေမှာကျောင်းသားတွေကိုလမ်းညွှန်ပေးသွားမယ်အထူးကပုဂ္ဂိုလ်တွေပါပဲကဲတင်ယွညွန်းတာနဲ့ဆရာတွေအကြောင်းသိပြီးပြီဆိုတော့ရေးကြီးတဲ့လက်တွေ့ကြတဲ့အပိုင်းကိုစက်ကြည့်အောင်အချိန်စရာနဲ့ကုန်းချက်စည်းတွေကဘယ်လိုရှိမလဲကိုယ့်ရဲ့လက်ရှိဘဝနဲ့ရောအဆင်ပြေအောင်ညီတော့ရပါမလားဟုတ်ကဲ့ဒီပွဲကိုပြီးမြောက်ဖို့အတွက်အချိန်9နှစ်ကြာမြင့်မှာထပ်ပါတယ်ဒါကအပေါ်ကျန်လေ့လာတာမျိုးမဟုတ်ပဲကျန်းစာဆိုင်ရာအသိပညာနဲ့လက်တွေ့ကျွမ်းကျင်မှုတွေကိုစနစ်တကျ
နန်းနဲ့ဆိုင်ဆိုင်တိဆောက်သွားဖို့အတွက်ရည်ရွယ်ထားတဲ့ကာလတစ်ခုပါ ကွန်ဂျာစီကိုကြည့်မယ်ဆိုရင်တော့ဆယ်ပတ်ကြတဲ့တင်းနန်းကာလတစ်ခုကွာတာတစ်ခုကချွေးရှင်ကမကောက်ပဲဆန် MOP အထောင်ခွဲလျက်ဖြစ်ပါတယ် ဒီတော့9နှစ်တာ program တစ်ခုလုံးပဲစုစုပေါင်းကျူရှင်ခါက MOP 34,000ကျတယ်မှာပေါ့ဒါပေမဲ့အရင်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့တကယ်လို့အပ်နေတဲ့သူတွေအတွက်ဘာနာရေးအထောက်ပံ့ရှောက်ထားလို့ရအောင်လဲစီစဉ်ပေးထားတယ်ဆိုတာပါပဲ အချင်းစရာကတော့တော်တော်လေးအဆင်ပြေအောင်စီစဉ်ထားပါတယ်တပတ်ကို2ရက်ပဲချိန်ပေးရမှာပါဘိုးတော်ဟူနေ့ည8:30ကနေ17:30နဲ့တနင်္ဂနွေနေ့လည်း3:30ကနေ6:30ပါအရေးကြီးဆုံးကတော့တင်တန်းတိုင်းကို recording လုပ်ထားပေးမှဖြစ်လို့အကြောင်းတစ်ခုခုကြောင့်လွတ်သွားခဲ့ရင်တောင်လွတ်ပတ်တွင်းမှာအေးစစ်စစ်ပန်ကြည့်လို့ရပါတယ်ဒါကအလုပ်လုပ်နေတဲ့သူတွေအမှုတော်ဆောင်နေတဲ့သူတွေတကယ်ကိုအဆင်ပြေစေမှာပါကဲဒီလောက်ဆိုရင်တော့စိတ်ဝင်စားမှုတွေတော်တော်လေးမြင့်တက်နေလောက်ပြီလို့ထင်ပါတယ်ဟုတ်ပြီဒါဆိုနောက်ဆုံးအဆင့်အနေနဲ့ဒီမကောက်ဦးကျန်းစာထင်ကြောင်းအတိုင်းအမိုင်တွေကိုဘလို့ပူပေါင်းပါဝင်လိုက်မလဲဆိုတာလေ့လာကြည့်ကြရအောင် ဝင်ခွင့်အတွက်လိုအပ်ချက်တွေကိုကြည့်လိုက်ရင်သူတို့ကစာမေးပွဲရက်မှတ်တွေထက်ရှောက်ထားသူရဲ့ဝိညာဉ်ရေးရာအသက်တာကိုပိုပြီးအလေးထားတာတွေ့ရပါလိမ့်မယ်ခရစ်ယာန်တယောက်အဖြစ်ပြောင်းလဲခြင်းတွေ့ကြုံတိတိကျကျရှိဖို့နှစ်ချင်းခံပြီးအသင်းတော်မှာပုံမှန်ပါဝင်နေသူဖြစ်ဖို့လိုပါတယ်ပြီးတော့အသက်18နှစ်ပြည့်ပြီးအလေတန်းပညာရေးပြီးဆုံးထားရပါမယ်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့အသင်းအုပ်စီယာဒါမှမဟုတ်အသင်းတော်ကောင်းဆောင်တို့ဦးစီကအထောက်ခံချက်လဲလိုအပ်ပါတယ်ရှောက်လာဖြည့်တဲ့အခါမှာတော့ကိုရေးကိုတာအချက်လက်တွေပညာအရေးချင်းတွေအပြင်အတိတ်ကအနေနဲ့ကိုယ့်ရဲ့ပြောင်းလဲခြင်းတက်တဲ့ခံချက်နဲ့ဒီသင်တန်းကိုဘာကြောင့်တက်ရောက်ချင်ရတယ်လဲဆိုတဲ့ရည်ရွယ်ချက်ကိုစာစီစာကုန်းပုံစံနဲ့အသေးစိတ်ရေးသားတင်ပြရမှာဖြစ်ပါတယ်အတင်းတော်ရဲ့ထောက်ခံချက်ကလည်းအရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါပဲဆိုတော့ဒီလိုကျဲပြန့်တဲ့သင်ယူညွန်တန်းအတွေ့အကြုံကျွဲဝတဲ့ဆရာမတွေပြီးတော့အလုံးနဲ့အမှုတော်ဆောင်ခြင်းကြားမှာအဆင်ပြေအောင်စီစဉ်ချတဲ့ဖွဲ့စည်းပုံတွေနဲ့အတူအားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါမေးစရာမေးခွန်းတစ်ခုပဲကြံပါတယ်ဒီပြန်ရေးခီးလန်ကကိုယ့်ရဲ့အမှုတော်ဆောင်ခြင်းခေါ်တော်မူခြင်းအတွက်ရှောင်းလန်းရမယ်နော်တလန်ကိုဖြစ်နိုင်မလားဆိုတာပါပဲ